Okay ခုကတော့ဒလက်ရောက်နေဖြစ်ပါတယ်အမေကင်စားပါမယ်ကြက်သားကြက်ကင်မှာထားသေးတယ်ဒါပေမဲ့ကြက်ကင်ကဟို sticky rice ကပုံသွားလို့ steam bumps နဲ့ပေးမယ် Okay let's try it So this is Pine Forest. It's around 30 minutes from town. ဒါတော့ခင်းရှူတော့ပါတော့။ကျမရေကန်လည်းရှိတယ်။မြို့ကနေဆိုရင်နိုင်ဝက်လောက်သွားတယ်။တောင်ပတ်လန်းသွားတယ်နော်။ယူဆိုင်ပြီးမောင်း။ Okay ဒါကတော့ခု overnight camping လုပ်မှာပေါ့နော်။ရေကန်ဘေးမှာပါပြီးတော့ထင်းရှူတော့ပါ။ဒီမှာတော့ camp လေးဖြစ်ပါတယ်။ Yeah, it's gonna be fun. It's already really cold. တော်တော်လေးအေးနေပြီ။ညချင်တော့ဘလောက်အေးမှမသိဘူး။အဲ့ဒါကတော့ရှေကန်မှာဟိုနောက်မှာဟိုအနောက်မှာတောင်ကြီးဒီကရှေကန်။အဲဒီတစ်ခုတော့တောတွေပေါ့နော်။ဟိုဘက်မှာလည်းတောတွေအိမ်တစ်လုံးတော့ရှိတယ်။အဲ့မှာတောတွေ။အပေါ်ထက်သွားဟိုမှာလမ်းမရှိတယ်။လမ်းမဆိုတာတောင်ပတ်လမ်းပေါ့။နေပါဒါကတော့မနက်6နာရီပေါ့နော်နေထွက်มาအောင်ဆောင်နေဟာတော်တော်အေးတယ်ဒီလောက်အေးတာတော့လှေစီးမဲ့လူတွေအများကြီးပဲပေါ့နော်ဒီကန်ထဲမှာလှေသွားစီးကြမှာတယ်ကျွန်တော်တော့မစီးနိုင်ပါဘူးကဲခောက်ဆွဲပြုတ်တော့စားပါမယ်တော်တော်အေးနေပြီဘလော့ရရင်လုံနေတာကိုသိရနေပြောပါတယ်ခုကတော့မီးလုံနေတာဖြစ်ပါတယ်ငုံဦးနဲ့ပေါ့နော်မုတ်လင်မယားနဲ့တော့နည်းနည်းတူတယ်မတူတော့ပူကြည့်ရပါလဲတော့ညာကြတော့Vietnamese beef steak ဖြစ်ပါတယ်စားကြည့်မယ်ကြည့်ပါမယ်Good. Okay, ဒီနေ့ကတော့မနက်စာဆို it's like brunch breakfast နဲ့ lunch နဲ့ပေါင်းစားပြီးပါပြီပြီးွားရင်ဟိုပါမယ်အခု hiking လုပ်တဲ့နေရာတစ်ခုသွားမယ်လမ်းလေးရှာပြီးသွားမယ်Okay ဒါကတော့ hiking သွားတဲ့လမ်းရောက်တော့မယ်ပေါ့ဒီကလမ်းတော်လမ်းဆိုးတယ်လမ်းမခင်းထားတော့ဘူးအပေါ်ရရင်တော့ hiking သွားလို့ရတယ်။ဟုတ်ရလမ်းစပြောက်ပါပြီ။သူ့သွားတဲ့လမ်းက Google Map မှာရပ်သွားပြီပေါ့နော်။ရပ်သွားပြီဆိုတော့ဘယ်ဘက်လဲမသိဘူးဒီမှာဒီမှာတလမ်းရှိတယ်ပြင်ဟိုးမှာတလမ်းရှိတယ်နောက်မှာတလမ်းရှိတယ်ဟိုမှာလည်းတလမ်းရှိတယ် Google Map ကအဲ့ map တွေမပြထားတော့ဘူးပေါ့နော်ဆိုကြမှာတော့ hiking သွားတဲ့ဆိုင်တစ်ဆိုင်တော့ရှိတယ်အဲ့နေရာကိုသွားမှာဖြစ်ပါတယ် Okay ဆိုတော့ Google Map ကြည့်ပါမယ် Okay ဒီဟာဒီကိုသွားမှာ60 minutes တဲ့ဒီမှာလည်းတလမ်းရှိသေးတယ်ဒီနေရာက Google Map မှာတော့တော်တော်လေးကိုreview ကောင်းထားတယ်ဆိုတော့ it's a hidden gem ပေါ့နော် Okay အဖြစ်နိုင်ဆုံးကတော့ဒီလမ်းလို့တော့ထင်တယ်ဟိုးဘက်နားလေးမှာလမ်းဆိုးတယ်ပေါ့နော်မဟုတ်ရင်ဟိုလမ်းဖြစ်နိုင်တယ်3လမ်းရှိတယ်တဲ့3လမ်းမှာ2လမ်းကတောင်ပေါ်တက်တဲ့လမ်းနဲ့ hiking လုပ်လို့ရတဲ့လမ်းပေါ့ဒါပေမဲ့တစ်လမ်းကျတော့သူများရဲ့ strawberry chain နဲ့ကျွန်တော် Google Map မှာကြည့်ရပါတော့ဆို Yeah that's it ကဲအခုတော့အပေါ်ကဆိုင်ကယ်နဲ့တက်လို့မရတော့လို့ဆိုင်ကယ်ကိုဒီမှာထားခဲ့ပါပြီကဲအပေါ်လမ်းလျှောက်တက်ပါမယ်
Okay ဒါကတော့ hiking ပြီးတော့ coffee ဆိုင်သွားမှာဖြစ်ပါတယ်ဝါရမိုက်တယ်5 star တော့ရထားတယ် Google Map မှာလေပြီးတော့အယောက်2000ကျော်တော့ review လုပ်ထားတယ် so it's really good I guess ဒီလိုလေးပါဝါရမ်းလာပါ